မင်္ဂလာပါဒီတင်စာပေးချင်တာကတော့မြောက်ကျွာဖြစ်နေတဲ့စင်မြန်ပေါက်စားတို့ကိုဖလားလွတ်အောင်တအားဘုတ်ပေးလိုက်လို့ဖလားချော်ပြီးတအားအော်ညီနေတဲ့တူးနဲ့စင်မြန်ကြီးတို့အကြောင်းပဲဖြစ်ပါတယ်စင်မြန်ကြီးတို့ကဆိုရင်ဖြင့်ဖလားကြိုက်လို့တအားမိုက်တယ်အောင်မင်္ဂလာကစားခွက်နေပဲပူနွေဖလားတစ်လုံးယူထားနိုင်ပြီဖလားတစ်လုံးရတာကိုအများသုံးတော့ခံတဲ့ social media တစ်ခွင်မှာဘလူပြန်ဆောင်းလုံးတော့အောင်ပွဲခံခဲ့တာလေအားလုံးသိပါဟိုမှာ30ပုံမှာသူတို့အသင်ပဲဖလားရဘူးလို့လင်းနောက်လိုက်သွားတဲ့ EH ခါပဲခလေး3ယောက်တစ်ပိုင်းနဲ့သူ့စီပြန်လာလို့အပူစုလေးပါပါတယ်ဟာဆိုပြီးသူများတက်ထူဇွန်တက်ပြီးပြောခဲ့ကြတာဟိုမှာအထဲမှာစီးခဲပြတို့သားဖာကအဆိုးဆုံးပူစုရတာကိုဒီစုရတာတဲ့ပြောတယ်တို့ဖလားမရရင်မိမမယူဘူးလို့နဲ့တသက်လုံးထုနေလိုက်တော့ဟိုမှာရင်ဘတ်ပြောပါတယ်အသင်းတော်လို့အတင်းအော်တာကိုလက်ခံနိုင်ပြီမဲ့အိုဗာတွေဆောင်းရန်တင်းတော့တကဘာလုံးနဲ့အသင်းဖြစ်တာလဲမပြောနဲ့ဒါတော့ဖလားရဖို့သူတို့အသင်းကငုံမီတဲတိုင်းတက်နိုင်ဘေးကျွတ်ဆိုပြီးဖင်းမပြောင်းအောင်တကုံစောထားတာဟိုမှာဒါလေယူစီယန်ဖလားကိုကူလီထမ်းသမားလို့မတမရနဲ့အချောင်ရမယ်ထင်ပြီးလေးလုံးထွားလို့အသေးတဆုံးဘောခါတာဘောတော့မခိုင်းနိုင်ပဲဘောပဲဖြတ်နေရတယ်ဘောဖြတ်ဒက်စတာအသင်းဒါပေမဲ့လည်းဘလောက်ပဲဒက်စတာအချိန်တန်းတော့လေဒုသနာတော့ပဲအဲ့တော့ဖလားကြီးကိုတာတီးမယ်လို့မျှော်မှန်းထားပေမဲ့ဖလားမထိုက်တော့တားမိုက်တယ်ဆိုပြီးရှုံးမဲပြီးတီတာဂျားတွေကကွဲလို့ပြဲလို့ပြဲနေဘာမှမဆိုင်ပဲတီးခါတာဘယ်အသေးဖာလဲတော့မသိဘူးဟိုမှာဇယိုင်မသားနာတဲ့စိုက်ကားသွားဖန်တော့မဟုတ်တော့ဘူးသူတို့ခေါင်းကမာပြီးသားသူများရိုက်ရှာကိုမလို့တာသူတို့ပဲရိုက်တာဘာလို့ဆိုသူတို့အသင်းကလည်းတစ်ချိန်လုံးကတောင်းတင်းနေမောင်လေးတောင်6သွင်းတာခံခဲ့ရလို့ကိုမဆိုင်အဲ့တော့စင်ပြန်တို့ကရင်ခံမှုတွေကိုခွန်းနဲ့ထူဖြေဖြောင်းမယ်ဆိုပြီးဘီယာဆိုင်မှာထူးတဲ့လူကထူးဒီနေ့မရလေနောက်နေ့ရမှာပါဆိုပြီးအင်္ဂလန်ဘရင်မကြီးတောင်အားမနာဘူးဟိုမှာသူတောင်အသက်66နှစ်ထိနေသွားတာစင်မြန်ကြီးချန်ပီယံလိဖလားရတာမမြင်ဘူးသွားဘူးအဲ့တော့ပေးချင်တဲ့ message က10 100ဆိုတာပါပဲဟိုမှာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ